စင်းတာတတ်တာတယ်အဖြူကလည်းဘာလို့ဆင်းလဲဆိုဟော်မုန်းအပြောင်းလဲကြောင့်နဲ့ရှင်တို့ဆင်းတယ်အလုပ်တွေအရန်များတဲ့သူတွေစိတ်ဖိစီးမှုတွေအရန်များတဲ့သူတွေအညောင်းထိုင်တဲ့သူတွေအိမ်နောက်တာဝင်အရန်ထမ်းဆောင်ရတဲ့အမျိုးသမီးတွေအေးပြတ်တာတွေးများတယ်အေးပြတ်တာအရန်များတဲ့အမျိုးသမီးတွေကအဖြူဆင်းလာတယ်အဖြူကတစ်ခါတလေအရေးဆင်းတယ်ပေါ်ဆိုးလာရင်အဖက်တွေပါလာတယ်ပြီးရင်မလိုင်ဘတ်တွေလို့ဖြစ်လာအဲ့ဒါဆိုရင်တဖြည်းဖြည်းနဲ့အချိန်တွေကဆိုးလာပြီနော်အဲ့တော့ဒါတွေကိုကာကွယ်ထားသောအဖြစ်ဒီလိုအဖြူဆင်းတာတွေရားရံတာတွေဝါရှာတွေနော်ဟိုတရေခွင်းဟာလေဒီလိုမျိုးအရန်ဆွဲပါများကျဲလာတယ်မလားခိုင်းရှင်တို့ခလေးမွေးတာမွေးလိုက်လို့ရှိရင်တဘာဝမွေးလန်းကြောင်းကနေခလေးလာတဲ့သူတွေတဘာဝမွေးလန်းကြောင်းကမလှတော့ဘူးအဲ့ဒါကြတော့အဲ့ဒါလေးထည့်လိုက်တော့ကျွတ်သားလေးတွေကကျုံသွားပြန်လုပ်တယ်ပြန်ကျုံသွားတယ်သူ့ဘာသူပြန်ကျုံသွားတယ်ဒီအထဲမှာလေသူ့ရဲ့ဟာလေးကစိတ်ဝင်မှုအားကောင်းတဲ့အတွက်အထဲကိုပြန်ကျုံသွားတဲ့အတွက်ကိုမှဆရာဝန်နဲ့တွားပြီးတော့အတင်းဟိုဗာလဲချက်ဆရာမလို့တော့အဲ့ဒါဘာလို့ခေါ်လဲအုံမာဒါနီလောက်ဆရာမလို့တော့နော်အုံမာဒါနီလက်ပြကိုအလှပြုတ်ဆရာမလို့တော့